လာပါညီမတို့မရစီစဉ်မင်းတွေမှာပြောပါတယ်အဲ့လိုတားကပ်ပြည့်တဲ့အချိန်တကယ်ချင်းနေမုံသွားစားတာမျိုးလို့ပေါ့ဒီဇိုင်နာဖြစ်အောင်ဒီလုပ်ဖို့တော့ကြိုးစားတာစဉ်းစားတာရှာဖို့မှာတော့နှစ်နှစ်နေတော့ကြာတယ်ပညာပိုင်းမှာအားရပါတယ်အရင်ထပ်ပို့ပြီးတော့ကြိုးစားရမှာပေါ့အာရုံစိုက်ပြီးလုပ်ရမှာရှာမှုပိုင်းမှာတော့မရှိဘူးဒီဆေးဆိုးပိုင်းကျတော့နည်းနည်းဆေးအချိန်တွေပါကြည့်ရဆိုတော့လေဆေးကအဲ့လိုကြည့်ရဆိုတော့ဒါနည်းနည်းပြီးတော့စိတ်ပူတာပေါ့ပုံသွင်းတာကတော့ရှာမှုပါကနေကစူးစမ်းပြီးတော့လုပ်ခဲ့တာဆိုတော့ရပါတယ်ဆေးဆိုးတာကကျတော့အခုမှကိုကလည်းတင်တန်းတက်ပြီးတော့စလုပ်မှာဆိုတော့လေနည်းနည်းလေးတော့ကြီးဆက်ရမှာပေါ့ဆရာမနဲ့ဆရာမအဲ့တဲ့ကိုအရန်ဝဆောင်ပေးနိုင်တယ်ပြီးတော့အဲ့လိုအရန်အပြောကောင်းတယ်ကျေးဇူးပါ